ရွှေကိုလည်းစဝတ်မယ် fancy ဖြစ်တာလေးတွေဝတ်ချင်နေဆိုရဲလူငယ်လေးတွေအတွက်ပေါ့နော် 18K ဝယ်တဲ့ခါကျရင်ဒီထားမှတ်ချက်တွေနဲ့ share လုပ်ပေးမှာဖြစ်ပါတယ်ရှင် 18K ဆိုတာ fancy နဲ့ဖြစ်သလိုပေါ့ပေါ့ပါနဲ့အကျန်းခံတဲ့ရွှေတဲ့ပစ္စည်းတစ်မျိုးပေါ့နော် 18K နဲ့ platinum ကိုတော်များကမသေးခွဲကြဘူးပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့မှတစ်ချက် share လုပ်ပေးချင်ပါတယ် 18K ကကြတော့ရွှေထည်ပစ္စည်းကိုမှရွှေပါဝင်မှုကနည်းပြီးတော့မှတခြားတထုပစ္စည်းနဲ့ညှို့ထားရပါနော် 18K ကို AU 750သတ်မှတ်ထားပြီးရွှေပါဝင်ပမာဏကကြတော့ 75% ကျန်တဲ့ဟာတွေကကြတော့ကြေးတို့ငွေတို့နီကယ်တို့စတဲ့တထုတွေနဲ့ရောစထားပါနော် platinum ကကြတော့သူကတဘာဝ twin thread ပစ္စည်းတစ်ခုပေါ့နော် 18K နဲ့ platinum ကိုဘယ်လိုခွဲခြားသိမြင်နိုင်လဲဆိုတော့သူတို့မှာပါတဲ့အသားတစိတ်တွေကိုကြည့်ပြီးတော့ခွဲလို့ရပါတယ် 18K မှာဆိုရင် AU 750ဆိုပါပြီးတော့မှ platinum မှာဆိုရင်တော့ PT 999 990 950ဆိုပြီးတော့မှအသားစိတ်လေးပါတယ်ပေါ့နော် 18K မှာကြတော့သူက white gold rose gold နဲ့ yellow gold တွေဆိုပြီးတော့မြန်မာပြည်မှာအဝတ်များကြတယ်ပေါ့နော်အခြားရောင်တွေဆိုရင်တော့ pink gold လည်းရှိမယ် red gold လည်းရှိမယ်ပြီးလို့ရှိရင် purple gold စတဲ့ကာတွေလည်းရှိသေးတယ်ပေါ့နော် 18K မှာကြတော့ရွှေပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဝတ်ထားကြလို့ရှိရင်ဝါမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်ကဲဒီတော့ဆိုရင်တော့ 18K နဲ့ platinum ရဲ့အကြောင်းတွေကိုပြပြသိပြီးထင်ပါတယ် 18K ကိုဝယ်ဖို့စဉ်းစားလို့တွေအတွက်လည်းထောက်ကူဖြစ်မယ်လို့ထင်ပါတယ်အားလုံးပဲဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲတတား